မင်္ဂလာပါဒီဗီဒီယိုကတော့ retention သင်ခန်းစာတွေက retention မျက်လုံး redact ကြတဲ့သင်ခန်းစာပဲဖြစ်ပါတယ်မျက်လုံးတွေကို redact ကြမယ်ဆိုလို့ရှိရင်ဒီနည်းအတိုင်းကြပြီးလို့ရမှာပဲဖြစ်ပါတယ်မျက်လုံးကို redact စကြဖို့အတွက် Ctrl J နဲ့ copy ပွားပေးလိုက်မယ်ပြီးလို့ရှိရင်တော့ Zoom A နည်းနည်းဝေပေးလိုက်မယ်ကျွန်တော်တို့ပထမဦးဆုံးမျက်ကြောင်းတွေကိုစဖြတ်ပေးပါမယ်မျက်ကြောင်းဖြတ်ဖို့အတွက်2 တဲ့က 2 ကိုတစ်ချက်ခေါ်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့မျက်ကြောင်းတွေကိုလိုက်ပြီးဖြတ်ထုတ်ပေးလိုက်မယ်ကျွန်တော်ကတော့မျက်ကြောင်းကိုဒီလောက်ပဲဖြတ်ပေးလိုက်ပါမယ်ဒါတော့ကိုစိတ်ကြိုက်ဖြတ်ပေးလို့ရမှာပဲဖြစ်ပါတယ် V နဲ့မူတူပြယူမယ်ဒီခါကျတော့ shadow ဖောင်ပေးမယ် shadow ဖောင်မယ်ဆိုလို့ရှိရင်ကိုပြင်မဲ့ပုံရဲ့အလင်း direction ကိုသိရမှာဖြစ်ပါတယ်ကျွန်တော်ပုံရဲ့အလင်း direction ကတော့ဒီနားလေးမှာ highlight ကြတယ်ဒီနားလေးမှာ highlight အလင်း direction ရှိတယ်ဒီနားတစ်ဝက်မှာလည်း highlight ရှိတယ် shadow ကျတော့ဒီနားတစ်ဝက်မှာရှိပါတယ်ပြီးတော့ဒီနားလေးတစ်ဝက်မှာ shadow ရှိတယ်ဆိုလို့ရှိရင်တော့ highlight စမယ် highlight ကိုဖောင်မယ်ဆိုလို့ရှိရင်တော့ adjustment ထက်ကကန့်ကိုခေါ်လို့ရတယ်လို့ exposure ကိုလည်းတုံ့ပြလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အခုလက်ရှိကန့်ကိုတစ်ချက်ခေါ်ပေးလိုက်မယ်အလိုက်တက်မှာ point တစ်ခုထောက်မယ်သူက highlight ဖြစ်တဲ့အတွက်အပေါ်ကိုတုံးပေးလိုက်မယ်ပြီးလို့ရှိရင်တော့Ctrl R နဲ့ 8 ပြန်လုပ်မယ်လိုအပ်တဲ့နေရာကိုပဲဖော်ဖို့အတွက် B နဲ့ Brad 2ကိုတစ်ချက်ခေါက်ပေးလိုက်မယ် B နဲ့ Brad 2ခေါက်ပေးလို့ရှိရင်တော့ Brad 2ရဲ့ object ကိုတစ်ချက်စစ်ပေးလိုက်မယ် Brad ရဲ့ပုံသဏ္ဍာန်ကို soft round ထားပေးလိုက်မယ် opacity တရား flow တရား smoothing ကိုတစ်ဆိုင်ထားပေးလိုက်မယ် background ကိုအဖြူရောထားပေးလိုက်မယ်ဆိုတော့ဒီနားမှာ highlight တစ်ခုဖော်ပေးလိုက်မယ်က layer ရဲ့ဒီဘက်ခြမ်းမှာဒီကပုံလေးနဲ့ကလေးတစ်ချက်ထောက်မယ်ဒီနားမှာ adjust ကိုလိုသလိုဒီနားမှာ highlight အတူလျှောက်ပြင်ပေးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီလောက်ထားပေးလိုက်မယ်ကနောက်ထပ်တစ်ခုထပ်ခေါက်ပေးလိုက်မယ် adjustment ထက်ကနောက်ထပ်တစ်ခုထပ်ခေါက်ပေးလိုက်မယ်အလိုက်တက်ကို point ထောက်မယ်အလေးနည်းနည်းတိုးပေးလိုက်မယ်ပြီးလို့ရှိတော့ Ctrl R နဲ့ 8 လုပ်မယ်ဒီခါကျတော့ဒီနားတစ်ဝက်မှာ highlight ဖောက်ပေးလိုက်မယ် brush side ကိုနည်းနည်းချဲ့ပေးလိုက်မယ်ဒီနားလေးတွေမှာ highlight ဖောက်ပေးလိုက်မယ်ကိုဘယ်လိုထိ highlight ဖောက်ချင်လဲဆိုလို့ရှိရင်ဒီနားလေးမှာလာပြီးတော့အတူလျှောက်ပြုလုပ်ပေးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီလောက်ပဲထားပေးလိုက်မယ်ပြီးလို့ရှိတော့ကန့်ကိုတစ်ချက်ပိတ်ပေးလိုက်မယ်ကျွန်တော်ရဲ့ highlight ကတော့ပြီးသွားပါပြီဆိုတော့ကန့်ရဲ့ layer 1နဲ့ layer 2ကို select မှမယ် Ctrl G နဲ့ group ဖွဲ့မယ် group 1ကိုကလေးနဲ့ချက်ထောက်မယ်သူကအလေးကိုစပြုဖြစ်တဲ့အတွက် DOTGE draw ဂျန်လို့နာမည်ပေးလိုက်မယ်အလေးကိုစပြုဖြစ်တဲ့အတွက်သူကို draw ဂျန်လို့နာမည်ပေးလိုက်မယ်နောက်ထပ် shadow ဖော်ပေးမယ် shadow ဖော်ဖို့အတွက် adjustment ထက်ကကန့်ကိုခေါ်ပေးလိုက်မယ်အလိမ်တက်ကိုပွက်ချက်ထောက်မယ်ပြီးလို့ရှိရင်အမောင်ကိုစပြုဖြစ်တဲ့အတွက် layer ကိုအောက်ဆိုင်ချပေးလိုက်မယ် Ctrl R နဲ့ 8 လုပ်မယ်လို့ကြည့်တော့ brush side ကိုနည်းနည်းသိပေးလိုက်မယ်ဒီနားတစ်ဝက်မှာ shadow ဖော်ပေးလိုက်မယ်Okay shadow တို့ရှော့လုပ်ကြည့်လိုက်မယ်
ဒါ shadow ကပြေးသွားမယ်နည်းနည်းလေးပဲဒီနားလေးမှာ shadow ထားပေးလိုက်မယ် okay ပန်းလေးပဲထားပေးလိုက်မယ်ကတ်နောက်တစ်ခုထပ်ခေါ်မယ် adjustment ထက်ကကတ်နောက်တစ်ခုထပ်ခေါ်မယ်ပြီးလို့ရှိရင်တော့အလယ်မှာပွက်တစ်ခုထောက်မယ်အမောင်ကိုစားပြုဖြစ်တဲ့အတွက်အောက်ကိုရှောက်ချပေးလိုက်မယ်ပြီးရှိတော့ control R နဲ့ it ပဲပြန်လုပ်မယ် brush size ကတော့ဒီတိုင်းပဲထားပေးလိုက်မယ် shadow အတူလျှောက်လုပ်ကြည့်လိုက်မယ်ဆိုတော့ okay shadow ကိုဒီလောက်ထားပေးလိုက်မယ်ဒါဆိုတော့ shadow ကိစ္စပြီးပြီ shadow ကိစ္စပြီးပြီဆိုလို့ရှိတော့ cut 4နဲ့ cut 3ကို select ပေးမယ်ပြီးလို့ရှိရင် control G နဲ့ group ဖွဲ့မယ်ဒီနှစ်ချက်ထောက်မယ်ဒီခါကျတော့အမောင်ကိုစားပြုဖြစ်တဲ့အတွက်အမောင်ကိုစားပြုဖြစ်တဲ့အတွက် ban B U R N ban အဲ့ဒါခေါ်မယ်ဒီနားမှာ highlight ရှိတယ်ဒီနားမှာ shadow ရှိတယ် okay မျက်လုံးတက်တောက်လေးဖြစ်သွားအောင် saturation သုံးပေးမယ်ဘာ saturation သုံးမလဲဆိုတော့ adjustment ထက်က hue saturation သုံးပြုလို့ရတယ်လို့ band breadth saturation ကိုလည်းအသုံးပြုပေးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အခုလက်ရှိ band breadth saturation ကိုတစ်ချက်ခေါ်ပေးလိုက်မယ် saturation ကိုတစ်ချက်တိတ်ပေးလိုက်မယ် control R နဲ့ it ပဲလုပ်မယ် brush size ကိုနည်းနည်းချပေးလိုက်မယ်80လောက်ထားပေးလိုက်မယ်ဒီနားတစ်ဝက်မှာဒီနားတစ်ဝက်ကိုလိုက်ပြီးတော့ပို့ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ band breadth saturation နောက်တစ်ခုထပ်ခေါ်မယ်ဒီခါကျတော့ saturation ကိုအစိုးထိရှော့ချအစိုးထိမဟုတ်ရင်လည်းနည်းနည်းလေးရှော့ချပေးလိုက်မယ် control R နဲ့ it ပဲလုပ်မယ်ဒီခါကျတော့မျက်စိထက်ကအဖြူတွေကိုလိုက်ပြီးပို့ပေးလိုက်မယ်okay saturation ကိုဒီလောက်ပဲသုံးပေးလိုက်မယ်ပြီးလို့ရှိတော့အလေးတိတ်ဖို့အတွက်က not တစ်ခုထပ်ခေါ်ပေးလိုက်မယ်အလိုက်မှာပွက်တစ်ခုထောက်မယ်ပြီးလို့ရှိတော့အပေါက်ကိုနည်းနည်းတိုးတေးပေးလိုက်မယ်ဆို control R နဲ့ it ပဲလုပ်မယ်ပြီးလို့ရှိတော့ခုနတော့က saturation ပို့ထားတဲ့နေရာကိုလိုက်ပြီးတော့ပို့ပေးလိုက်မယ်ဒီလောက်ထားပေးလိုက်မယ်
နည်းနည်းလေးရှပ်ဖြစ်တော့အောင်ရှာဘာတူသုံးမယ်ရှာဘာတူသုံးမယ်ဆိုလို့ရှိတော့ layer ရဲ့အောက်ဆုံး layer ကို select မှပေးရမှာပဲဖြစ်ပါတယ်ကျွန်တော် layer 1ကို select ချက်ထောက်မယ်ပြီးလို့ရှိတော့ control J နဲ့ copy ပွားပေးလို့ရတယ်လို့ရိုးရိုး layer ကိုခေါ်ပြီးတော့လည်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ရိုးရိုး layer နဲ့မသုံးဘူးခုနက copy ပွားထားတဲ့ layer 1 copy ကိုပဲကလေးတစ်ချက်ထောက်မယ်ပြီးလို့ရှိတော့ toolbar ထဲကဒီနားလေးမှာ shaper tool ရှိတယ် shaper tool ကိုတစ်ချက်ခေါက်ပေးလိုက်မယ်သူရဲ့ option ကိုတစ်ချက်စိတ်ပေးလိုက်မယ် shaper ကို soft round ထားပေးလိုက်မယ် sharp ကို10ဖြစ်ဖြစ်15ဖြစ်ဖြစ်ထားပေးလိုက်မယ်ကျွန်တော်ကတော့အခုလက်ရှိ15နဲ့ထားပေးလိုက်မယ်ဒီနောက်မှာ silver all layer ပိတ်နေတယ်ဆိုလို့ရှိရင် silver all layer ကိုတစ်ချက်ဖွင့်ပေးလိုက်မယ်ဆိုလို့ရှိတော့ brush pen နဲ့ချက်လိုက်မယ်ဆိုလို့ရှိတော့ shaper tool နဲ့တစ်ချက်ပို့ပေးလိုက်မယ် okay ဒီလောက်ပို့ပေးလိုက်မယ် winning ကိုကြတော့ shaper SAARBEN shaper အဲ့ဒါချက်ခေါက်ပေးလိုက်မယ် V နဲ့မူတူပြန်ခေါက်ပေးမယ်ပြီးလို့ရှိတော့ not so effect တစ်ခုထပ်သုံးပေးလိုက်မယ်အပေါ်ဆုံး layer ကိုကလေးတစ်ချက်ထောက်မယ် adjustment ထက်က guide ကိုတစ်ချက်ခေါက်ပေးလိုက်မယ်အလယ်မှာ point တစ်ခုထောက်မယ်အလင်းကိုစပြုဖြစ်တဲ့အတွက်ပုံကိုနည်းနည်းတုပ်တိပေးလိုက်မယ် control R နဲ့ it back ပြန်လုပ်မယ်ပြီးလို့ရှိတော့ B နဲ့ bread to ယူပေးလိုက်မယ်ဆက်ကိုနည်းနည်းချက်ပေးမယ်ပြီးလို့ရှိတော့ဒီနာ sorry it back လုပ်ရမယ် control R နဲ့ it back လုပ်ပေးလိုက်မယ်ပြီးလို့ရှိတော့ဒီနာလေးမှာနည်းနည်းလေးပို့ပေးလိုက်မယ် okay ဒီလောက်ဆိုရင်အဆင်ပြေပါတယ် script fade လုပ်ဖို့အတွက် control 0ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုတော့ layer အားလုံးကိုပေါင်းပေးလိုက်မယ်အပေါ်ဆုံး layer ကိုကလေးတစ်ချက်ထောက်မယ်ပြီးလို့ရှိရင် keyboard ပေါ်ကရှေ့ကိုဖိပြီးတော့ layer 1ကိုထောက်မယ်ဒါဆိုတော့ selection အားလုံးဝင်နေတဲ့အချိန်မှာ control G နဲ့ group ဖွဲ့ပေးလိုက်မယ်ဒါဆိုတော့ before after okay ဒီမျက်လုံး retype ပြုလုပ်တဲ့သင်ခန်းစာကိုလည်းအားလုံးအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်